ဂျပန်ဆောင်ကို3လတင်ယူပြီးအလုံးနဲ့သွားလို့ရတယ်လို့ language school နဲ့ဂျပန်မှာကျောင်းသွားတက်လို့လည်းရနေပါပြီရှင်။ဒါကြောင့်စာကူရာမော်လမြိုင်ကျောင်းခွဲမှာ N5, N4, N3 နဲ့တူခုတေးစားတောက်ကုန်လုံးတင်တန်းများဖွင့်လှစ်ဖို့ရှိပါရဲ့ရှင်။ဂျပန်မှာကျောင်းပြီးသွားတာနဲ့အလုပ်တန်းရခြင်းနဲ့ဘဝအာမခံချက်ကောင်းရခြင်းတဲ့သူတွေအတွက်ဆယ်လပိုင်းအင်းတိတ်ကျောင်းခေါ်ကြားများကြားထားသလိုကျောင်းတက်နေရင်အချိန်ပိုင်းအလုပ်လုပ်ခြင်းတဲ့သူတွေအတွက်အခွင့်အလမ်းကောင်းများရရှိထားပါရဲ့ရှင်။ဒီထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကစကောလာ80မျိုးထဲမှာဆိုရင်လူကြိုက်များတဲ့ကားပြုပြင်ရေးသတင်းစာပို့ဆောင်ရေးဘိုးဘွားဆောက်ရှောက်ရေးနဲ့ကားမောင်းလိုမျိုးလည်းရှိထားပါရဲ့ရှင်မိမိရဲ့ဂျပန်စာအရေးချင်းပေါ်မူတည်ပြီး2နှစ်ကျောင်းတက်ပြီး3နှစ်အလုပ်လုပ်ပေးရတာရှိတယ်လို့3နှစ်ကျောင်းတက်ပြီး5နှစ်ပြန်ပြီးအလုပ်လုပ်ပေးရတဲ့ပုံစံဆိုပြီး2မျိုးရှိထားပါရဲ့ရှင်ဒါကြောင့်ဂျပန်မှာကျောင်းသွားတက်ခြင်းနဲ့ဘယ်ကစားလို့စရမယ်မသိတဲ့သူတွေအတွက်စာကူရာမော်လမြိုင်ကျောင်းခွဲမှာလူကိုယ်တိုင်အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါပြီရှင်မော်လမြိုင်ကျောင်းခွဲရဲ့လိပ်စာကတော့အောင်ဆန်းလမ်းမပေါ်မြိုင်တရာရက်ကွက်ထဲမှာတည်ရှိတာဖြစ်ပြီးတော့နေကလာတက်ခြင်းတဲ့သူတွေအတွက်ယောက်ျားလေးအဆောင်မိန်းကလေးအဆောင်တွေလည်းစီစဉ်ပေးပါရဲ့ရှင်တင်ချစ်ခင်ရတဲ့တင်မိတ်ဆွေတငယ်ချင်းများအတွက်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးဖို့လည်းတောင်းဆိုလိုပါတယ်ရှင်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ရှင်